ချိန်မရအောင်နော်တစ်ခါပဲပြောမှနှစ်ခါမပြောဘူးဒါ Royal Vista ရဲ့3လွှာမှာရှိတယ်ဒီမှာ Aspa နော်ဘာအကျော်ပဲတင်းတဲ့ကြော်ကို तू ကပြေအောင်နှိပ်ပေးနိုင်တယ်ကျန်တိုင်းလိုက်ပြအောင်မလားလိုက်ကြည့်လိုက်ဒီမှာအခန်းချိန်ကြီးပဲထိုင်ကုန်တွေကလည်းရှယ်ဒါဖုမဆာလုပ်တဲ့နေရအိမ်မှာအကျော်တင်းတဲ့လူတွေရှိလို့မလားဒီလိုသာလွှတ်လိုက်ဒီမှာသာနှိပ်ပေးလိုက်ဒီမှာအကျော်တွေအားလုံးပြေစီရမယ်ကျမပြောသဘောပေါက်တယ်နော်ဒီမှာဒါဖုမဆာမတွေ့တယ်နော်တနာရီမှ1000နဲ့ promotion လည်း तू ရှိသေးတာနော်တနာရီခွဲယူလို့ရှိရင်နိုင်ဝဲ तू လက်ဆောင်ပြန်ပေးသေးတာဒီမှာနှိပ်ကွက်မျိုးစုံနဲ့တွေ့တယ်မလားတွေ့တယ်နော်ကြည်တာတက်တာတယ်မလားတက်တာတယ်နော်ကြည်လိုက်နှိပ်ကွက်မျိုးစုံနော်ဒါကတော့ဒီနေရာမှာဒီလောက်ပဲဆက်ပြောအောင်မယ်လားကဲလာနောက်တစ်ခုပြအောင်မယ်ဒီမှာ food secret နော်9000ပဲပေးရတယ်ကိုချစ်တော်တို့လှလှပပတက်ရက်လေးနေကြစမ်းပါဘာမှလည်းပေးရတယ်မို့ကျမရှင်တို့စဉ်းစားနေပြောတာနော်ဒီမှာလားကျွန်တော်လေးလှပပါမယ်တက်ရက်သွားမယ်လှပသွားမယ်သဘောပေါက်တယ်နော်နောက်တစ်ခုဆက်ပြောအောင်မယ်မောတာကြီးလာလိုက်ခဲ့ရောပေါ့အောင်မောတာဟဲ့ခဏလေးရောအမလေးခုမှအမောပြေတယ်အော်ပြောစရာတစ်ခုရှိသေးတယ်ဒီကိုလာနှိပ်တဲ့သူတိုင်းကိုလက်ဖေးကော်ပီယူနေချမ်းသူတို့ကတိုက်တယ်နော်သူတို့မတိုက်လဲကိုယ့်ကိုတောင်းပြီးတော့တောက်လိုက်မမေ့နဲ့နော်ပြောထားပြီးသားမောတယ်လားနောက်တနေရာဒီမှာဝိုင်းမဆန်နှိပ်တဲ့နေရာအစီလူးပြီးတော့နှိပ်တာမကြခါလေးကိုချင်းဘလောက်တက်ရက်လဲတက်တက်ရှင်းရှင်းတက်ရက်လေတနာရီမှ3000နဲ့တွေ့တယ်နော်မြင်တယ်နော်မှတ်ထားနော်အော်ပြောစရာတစ်ခုကြံသေးတယ်နော် तू ကလေတနာရီကို10ရာခိုင်နှုန်းတနာရီခွဲကို15ရာခိုင်နှုန်း2နာရီကို20ရာခိုင်နှုန်း तू က discount တွေပေးသေးတာအဲ့တော့ဒီမှာလာနှိပ်လို့ရပြီနော်ပြောတယ်မောတယ်အကျဉ်းအများကြီးကြံသေးတယ်လာကဲဒါနောက်တနေရာကဲဒီမှာဟဲ့ sorry ပဲနော်ကြော်ညာလာရဲ့လို့နော်ခဏလေးပဲမမြင်နဲ့နော်ဒါ body massage အခန်းနော်အဲ့တော့ဒီမှာဇိမ်နဲ့နေလို့ရတယ်နေကမကြနေဘူးလေရှောက်သွားမယ်လူလဲပင်မနဲ့ဟော24နာရီ aircon နဲ့ wifi လေးကြည့်လို့ဒီမှာဇိမ်နဲ့အထိတ်ခံလို့ရတယ်သဘောပေါက်တယ်နော်ဒါ body massage သူကတနာရီကို1000ခွဲ promotion ရှိသေးတာနော်တနာရီခွဲကို10ရာခိုင်နှုန်း2နာရီကို15ရာခိုင်နှုန်း3နာရီကိုရာခိုင်နှုန်း20 promotion ရှိတယ်နော်သေချာနားထောင်နော်ဟဲ့ဘာလို့လဲသွားမယ်လားအမလေးဟဲ့မောရတဲ့ဂျာရဲ့ तू ကတမျိုးအေးကျမလည်းပြောတာတော်တော်ကိုစုံနေပြီရှစ်ကမိုင်တဲ့ရိုက်မိနေပိတ်လိုက်တော့ကျမလည်းမောပြီပြန်တော့မယ်ဟုတ်တယ်မလေးပြောအောင်လေဟာဒီမှာဖြစ်ချင်တာအကုန်မေးလို့ရတယ်အကုန်ဖြေလိုက်မယ်သဘောပေါက်တယ်နော်အမလေးမောတာရဲ့